တခါတော့ကအမျိုးသမီးတယောက်ရှိတယ်သူမရဲ့လက်တစ်ဖက်ကရွှေနဲ့လှုပ်ထားတဲ့လက်ဖြစ်တယ်တနေ့မှာသူမကတောထဲမှာတစ်ပင်ခုန်နေရင်တစ်ပင်တစ်ပင်လဲကျပြီးသူမရဲ့လက်ပေါ်ကိုဖိမိသွားတယ်သူမရဲ့ခင်ပွန်းကအင်အားအကုန်သုံးပြီးတစ်ပင်ကိုဖယ်ထုတ်ဖို့ကြိုးစားပေမဲ့မရနိုင်ဘူးနောက်ဆုံးတော့သူမရဲ့အသက်ကိုကယ်ဖို့အတွက်ခင်ပွန်းကတန်ချွန်ပစိန်နဲ့သူမရဲ့လက်ကိုဖျက်ပစ်လိုက်ရတယ်ဒီအကြောင်းကြောင့်သူမကကိုယ်လက်ပြတ်သွားတာကိုမြင်တိုင်းဝမ်းနည်းစိတ်ကြရောက်နေတယ်ဒါကိုမြင်ရတဲ့ခင်ပွန်းကသူမအတွက်လက်အတုတစ်ဖက်ကိုကိုယ်တိုင်ဒီဇိုင်းဆွဲပြီးပြုလုပ်ပေးလိုက်တယ်ဒါပေမဲ့သူမကလက်တုကိုရွှေနဲ့ပဲလှုပ်ချင်တယ်လို့ပြောတဲ့အချိန်နှဲငယ်ကြာပြီးနောက်ခင်ပွန်းကရွှေလက်တစ်ဖက်ကိုသူမအတွက်ပြုလုပ်ပေးနိုင်ခဲ့တယ်ဒါပေမဲ့အဲ့ဒီရွှေလက်ကြောင့်သူမရဲ့ကိုယ်ခန္ဓာမှာပိုးဝင်ရောဂါဖြစ်လာပြီးရက်အနှဲငယ်အကြာမှာသေဆုံးသွားခဲ့တယ်တေခါနီးမှာသူမကခင်ပွန်းကိုဂတိတစ်ခုတောင်းခဲ့တယ်ငါ့ကိုတကြိုတဲ့အခါရွှေလက်နဲ့အတူတကြိုပေးပါလို့ပါခင်ပွန်းကလည်းဂတိအတိုင်းလိုက်နာပြီးသူမကိုရွှေလက်နဲ့အတူတကြိုပေးလိုက်တယ်နှစ်အနည်းငယ်ကြာပြီးနောက်ခင်ပွန်းကအရန်ဆင်းရဲသွားပြီးအသက်ရှင်ဖို့အတွက်ငွေလိုအပ်လာတယ်ဒါကြောင့်သူမရဲ့တင်ချိုင်းကိုသွားပြီးတူးဖော်လိုက်တယ်သူကရွှေလက်ကိုထုတ်ယူချိန်မှာသူမရဲ့မျက်လုံးတွေရုတ်တရက်ဖွင့်လာပေမဲ့ခင်ပွန်းကအရေးမထားပဲရွှေလက်ကိုယူပြီးအိမ်ကိုပြန်သွားလိုက်တယ်အဲ့ဒီညမှာပဲသူမရဲ့ဇနီးဟာရွှေလက်ကိုပြန်ယူဖို့အိမ်ကိုရောက်လာတယ်ကြောက်လန့်သွားတဲ့ခင်ပွန်းကရွှေလက်ကိုပြန်ပေးလိုက်တယ်ဒါပေမဲ့သူမကရွှေလက်ကိုပြန်ယူပြီးမကြခင်မှာပဲခင်ပွန်းကိုတပ်ပစ်လိုက်တယ်